တွင်းကြောက်ရောက်နေတဲ့မြန်မာနိုင်ငံဟာငလျင်ကြီးများအချိန်အမြင့်လောက်ခတ်နိုင်တဲ့အန္တရာယ်ဆောင်တွင်းကြောက်ရောက်နေပြီးငလျင်ကြောင့်လူအသက်ပေါင်းများစွာသေဆုံးခဲ့ပြီးဖြစ်ပါတယ်မြန်မာနိုင်ငံမှာအန္တရာယ်ကြီးမားတဲ့ထိုးစိုက်စုံများတည်ရှိနေသလိုပြည့်ရွှေကျော်များအများပြားလည်းတည်ရှိလို့နေပါတယ်မြန်မာနိုင်ငံမှာငလျင်ဘေးအန္တရာယ်အများဆုံးကိုဖြစ်ပေါ်စေခဲ့ပြီးနောက်အနာဂတ်မှာလည်းငလျင်ကြီးများလောက်ခတ်လာနိုင်တဲ့စကိုင်းပြည့်ရွှေဟာမြောက်ပိုင်းပူတာအုံမှမုဒ္ဓမပင်လယ်ထဲအထိမိုင်ပေါင်း1200ကျော်ရှည်လျားပါတယ်။စကိုင်းနေပြည်တော်ပဲခူးမြို့ကြီးများအပေါ်တက်တက်မှာတည်ရှိနေပြီးပြည့်ရွှေအနီးမှာမြကြီးနားတကောက်တပိတ်ကျင်းမန္တလေးတောင်ဦးဖြူးမြို့တို့တည်ရှိနေပါတယ်။စကိုင်းပြည့်ရွှေရဲ့သက်တမ်းဟာနှစ်ပေါင်း10တန်းခန့်ရှိပြီလို့ဘူမိဗေဒပညာရှင်များခန့်မှန်းထားပြီးရှေ့ရခင်ကနှင်းစီပြည့်ရွှေလို့ခေါ်ဆိုခဲ့ကြပါတယ်။1980ဝန်းကျင်ကာလမှာဘူမိဗေဒကတိကဒေါက်တာဝင်းဆွေကအဲ့ဒီပြည့်ရွှေကိုသူတေသနာပြုလုပ်ခဲ့ပြီးစကိုင်းမြို့ကိုဖြတ်ကာစကိုင်းတောင်ရုံအနောက်ဘက်ဘေးတစ်လျှောက်တွေ့ရှိခဲ့တဲ့အတွက်စကိုင်းပြည့်ရွှေလို့အမည်ပေးခဲ့ပါတယ်။စကိုင်းပြည့်ရွှေဟာမြန်မာနိုင်ငံအတွင်းသက်ဝင်လှုပ်ရှားမှုအရှိဆုံးပြည့်ရွှေဖြစ်ပြီးတမိုင်းမှတ်တမ်းများအရမြန်မာနိုင်ငံရဲ့ငလျင်ဘေးအများစုဖြစ်ပေါ်ရာဇစ်မြစ်တစ်ခုဖြစ်ပါတယ်။1839ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့အင်းဝငလျင်ကြောင့်အမရပူရမြို့တော်အသစ်နဲ့အင်းဝမြို့တော်ဟောင်းတို့ပြင်းပြင်းထန်ထန်ပျက်စီးခဲ့ပါတယ်။လူပေါင်း200မှ300ကျသေဆုံးခဲ့ပြီးငလျင်လှုပ်ခတ်မှုကြောင့် AR မြစ်ရေစီးဆင်းမှုပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။1930ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ပဲခူးငလျင်ကြောင့်ပဲခူးရွှေမော်တော်ဘုရားကြီးပါဝင်စေတီပထိုးများဒူနေအဆောက်အအုံများပြိုကျပျက်စီးခဲ့ပြီးလူပေါင်း900ခန့်သေဆုံးခဲ့ပါတယ်။အဲ့ဒီငလျင်အရှိန်ကြောင့်ရန်ကုန်မြို့မှာလည်းလူပေါင်း90ကျော်သေဆုံးခဲ့ပါတယ်။ရွှေတကုံဘုရားစိန်မှုတော်ကျိုးကျခဲ့ပြီးဒူနေအဆောက်အအုံများပြိုကျပျက်စီးခဲ့ပါတယ်။1956ခုနှစ်မှာစကိုင်းမြို့အနီးလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်စကိုင်းမြို့နယ်ပတ်ဝန်းကျင်မှာပျက်စီးများခဲ့ပြီးအင်းဝသရာအနှဲငယ်ပြေးသွားခဲ့ပါတယ်။စကိုင်းတောင်ရုံရှိစေတီပထိုးများပြိုကျပျက်စီးခဲ့ပြီးလူပေါင်း38ဦးခန့်သေဆုံးခဲ့ပါတယ်။2012ရွှေဘုံငလျင်ကြောင့်26ဦးထက်မနည်းသေဆုံးခဲ့ပြီးရွှေဘုံမြို့အနီးဆောက်လုပ်ဆဲမြို့ကူသရာကြီးတစ်ခုပြိုကျပျက်စီးခဲ့ပါတယ်။အဲ့ဒီငလျင်တွေဟာစကိုင်းပြည့်ရွှေကြောင့်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီးစကိုင်းပြည့်ရွှေကျော်တစ်လျှောက်မှာပြင်းထန်တဲ့ငလျင်ကြီးများအချိန်ချင်းလှုပ်ခတ်ခဲ့သလိုအလက်စားနဲ့အသေးစားငလျင်များလည်းအချိန်ချင်းလှုပ်ခတ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ Richter scale 8နှစ်အထက်ပြင်းထန်တဲ့ငလျင်ကြီးတွေဟာနှစ်ပေါင်း138နှစ်ခန့်မှတစ်ကြိမ် 6.8 အဆင့်ရှိတဲ့ငလျင်တွေဟာနှစ်ပေါင်း80မှတစ်ကြိမ်ပြန်လည်လှုပ်ခတ်လို့ရှိတယ်လို့ဘူမိဗေဒပညာရှင်တွေကသတိပေးမှုတွေပြုလုပ်ထားပါတယ်။စကိုင်းပြည့်ရွှေတောင်ဘက်ပိုင်းဖြစ်တဲ့ရန်ကုန်နဲ့ပဲခူးမြို့များအနီးနဲ့မန္တလေးစကိုင်းမြို့အနီးစကိုင်းပြည့်ရွှေအလဲအစစ်ပိုင်းတို့မှာလွန်ခဲ့တဲ့နှစ်ပေါင်း65နှစ်မှနှစ်ပေါင်း90အတွင်းတိတိတသာငလျင်များလှုပ်ခတ်ခဲ့ခြင်းမရှိတဲ့အတွက်စကိုင်းပြည့်ရွှေမှငလျင်ကြီးများအချိန်အခါမရွေးလှုပ်ခတ်ဖို့အစဉ်သင့်ဖြစ်နေပြီဆိုတာအားလုံးသတိပြုရမှာဖြစ်ပါတယ်